လိုအားလုံးမင်္ဂလာပါဂိမ်းစားပြီးတော့တရက်မှာရန်နေရသမုတ်အဲ့ဒါများပမာဏရှာနိုင်မယ်ဆိုရင်ရုံပါ Grind hard, nigga, grind hard, I done grind hard. Late nights playing b-ball with the decoy. ကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဂိမ်းဘောင်းကမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်။စက်ဝင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အခုပြထားတဲ့ Jetplay ဆိုတဲ့ application တွေကို download လုပ်ပေးပါ။အခုဗီဒီယိုကနေပြီးတော့ဂိမ်းဆော့ပြီးတော့ဘယ်လိုပတ်စံနေရမလဲဆိုတော့ TV ဝိုင်းဆိုတဲ့အတွက်ကြောင့်တခြားဒီ PayPal ကနေပြီးတော့ဒီကျွန်တော်တို့ဒီ bank account တွေကိုပေါ့နော်ဘယ်လို transfer လုပ်ရတဲ့ဟာတွေကိုကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်အဲ့ဒါအခြားသုံးဝင်တဲ့ application အကြောင်းလေးကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page တွေကို like လေးလုပ်ပြီးတော့ search ကြည့်ပေးဖို့အတွက်မှာချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ် problem မှာ